ရာမဒန်ကာလမှာဥပုသ်ဆောင်တဲ့ပြင်ရလာများထိုးကြီးတွေကိုလည်းမိဘစီကုံအပ်တဲ့သားလေးမလေးနဘေးနဘေးကရာမဒန်ကာလမှာဥပုသ်ဆောင်နေတဲ့ပွဲထိုးဖို့သူဘလို့ပြင်ဆင်လဲဆိုတာကိုပြောပြလာသလိုသူ့ရဲ့ပွဲထိုးကြီးတွေအကုန်လုံးကိုမိဘလက်ထဲပြန်အကြောင်းကိုဆိုလာခဲ့ပါတယ်။ဝမ်ချန်ပီယံရှစ်နဲ့အင်တာဗျူးမှာနဘေးကပုံမှန်အဖြစ်ဆိုရင်ကျွန်တော်ရာမဒန်ကာလမှာပွဲမကစားပါဘူး။အခုပွဲကချန်ပီယံခေါင်းပွဲမလို့ကစားတာဖြစ်ပြီးတော့ကျွန်တော်မန်နေဂျာနဲ့အရာအလုံးကိုပြန်ပြီးတော့စီစဉ်ထားရပါတယ်။ကျွန်တော်ညဘက်တွေမှာလေ့ကျင့်တာပါ။ပွဲကလည်းညဘက်မှာကစားမှာဆိုတော့ကောင်းပါလေ။ပြီးရင်အိမ်ပြန်ပြီးတော့စားတယ်။တနေ့ကုန်အိပ်ပါတယ်။ဒါကကျွန်တော်အချိန်စင်းပါပဲလို့ပြောခဲ့ပါတယ်။ဥပုသ်ကာလမှာအစ္စလမ်ဘာသာဝင်တွေဟာနေရွက်ချိန်ကနေနေဝင်ချိန်ထိအစားမစားရေမတောက်ပဲ fasting လုပ်ကြပါတယ်။စရိကူတော်မှာရွယ်ချက်ရှိနေမျိုးချလို့မရပါဘူး။ဆက်လက်ပြီးတော့နဘေးကတောင်တရုတ်မနက်ခင်းသတင်းဌာနနဲ့အင်တာဗျူးမှာသူအပွဲကစားရင်ရတဲ့ထိုးကြီးတွေအကုန်လုံးမိဘတွေစီကိုပြန်အပ်တဲ့ကြောင်းခုလိုပဲပြောခဲ့ပါတယ်။ကျွန်တော်ပွဲကစားလို့ရသမျှပတ်စံတွေအကုန်လုံးကိုမိသားစုစီကိုအပ်ပါတယ်။ကျွန်တော်ဝယ်ထားသမျှအရာတွေအကုန်လုံးကစပွန်ဆာကနေရတဲ့ငွေနဲ့ဝယ်တာပါ။ပွဲထိုးကြီးတွေအကုန်လုံးကမိသားစုစီမှာပါပဲ။ကျွန်တော်တခါမှထိုးကြီးတွေကိုထိတောင်မထိပါဘူးလို့ပြောသွားခဲ့တာဖြစ်ပါတယ်။နဘေးကလာမယ့်မတ်လ23ရက်နေ့မှာကျင်းပမယ့်1172မှာဘန်နဝိတ်ချန်ပီယံစူပါလက်နဲ့ကမ္ဘာပေါင်းစည်းပွဲကစားသွားမှာဖြစ်ပါတယ်။နဘေးကစူပါပွဲမှာသူဝင်းမဲ့ဘောင်းဝီမှာစပွန်ဆာပေးလို့ရအကြောင်းကိုလည်းကြေညာထားပါတယ်။မျက်စိနဲ့မြင်အောင်ပြောရင်ထာခဲဦးလိုမျိုးပါ။ထာခဲဝစ်တဲ့ဘောင်းဝီကိုကြည့်လိုက်ရင်စပွန်ဆာတွေကိုနေရာမလက်မြင်နိုင်မှာပဲဖြစ်ပါတယ်။နဘေးကလာမယ့်စူပါလက်နဲ့ပွဲမှာရလက်ကောင်းကိုရယူနိုင်မယ်လို့ယုံကြည်နေသူပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူကလိုခဲ့တဲ့နှစ်ကကျွန်တော်ဟာ4အောင်စားပဲလေးတဲ့လက်အပါကြောင့်မသိခဲ့ပါဘူး။ကျွန်တော်လက်အပါဝစ်တဲ့အတွေ့အကြုံမရှိခဲ့ပါဘူး။ခုချိန်မှာတော့လုံးဝကိုခြားနာပြောင်းလဲသွားပါပြီ။စူပါလက်ကိုရှုံးခဲ့တာကျွန်တော်တို့တင်ငန်းစာအကြီးရစီပါတယ်။ကျွန်တော်အဲ့ပွဲကနေအများကြီးတင်ထားပြီးပါပြီ။လာမယ့်ပွဲမှာတော့ရလက်ကမတူးဆိုတာကျွန်တော်သိကြပါတယ်။ကျွန်တော်နေ့ရက်တိုင်းမှာပိုကောင်းအောင်တင်ကြားနေပါ။နောက်ဆုံးပွဲမှာဖြစ်ခဲ့တယ်လို့မျိုးထပ်ပြီးတော့အဖြစ်မခံနိုင်ပါဘူး။အဲ့တုန်းကကျွန်တော်ခြားတိတ်လေးပဲရှိပါသေးတယ်။အခုအများကြီးကျွန်တော်ကြီးထွားလာနေပါပြီ။ကျွန်တော်သာတင်ငန်းစာမြူနိုင်ခဲ့ရင်ဒီနေ့လိုနေရာမျိုးမှာရောက်နေမှလည်းမဟုတ်ပါဘူး။ကျွန်တော်အနိုင်ရလက်အတွက်ကစားသွားမှာပါ။ကျွန်တော်စူပါလက်ကိုအနိုင်ယူခြင်းပါတယ်။ကျွန်တော်ချန်ပီယံဖြစ်တာကျူးမဆိုင်ပါဘူးကျွန်တော်စူပါလက်ကိုပဲတီးကျင်တာပါဒါပါပဲဒီပွဲမှာကျွန်တော်လိုချင်တာအားလေးပါပဲလို့ပြောသွားခဲ့တာဖြစ်ပါတယ်နဘေးကစူပါလက်ကိုအနိုင်ပြီးတော့သူကလက်ရှိကမ္ဘာအကောင်းဆုံးပေါင်းဖိုင်တာဆိုတာတတ်သိပြချင်တာဖြစ်ပါတယ်နဘေးကဝမ်ချန်ပီယံရှစ်စီစားစားကိုချင်းကစူပါလက်နဲ့ရင်ဆိုင်ခဲ့ရသူပါသူအနေနဲ့ပထမချီမှာနေစူပါလက်ရဲ့အောက်ပိုင်းဖြိုးပြီးတော့ဘော်ဒီကိုထိုးပြီးတော့ပွဲသိမ်းခံလိုက်ရတာဖြစ်ပါတယ်စူပါလက်ကကစားမဘွားအကောင်းဆုံးချိန်ရောက်နေအောင်မလို့နဘေးအနေနဲ့ရှင်းပြခဲ့တာဖြစ်ပါတယ်စူပါလက်ကိုရှုံးပြီးတဲ့နောက်နဘေးက1 Friday fight ကနေတစိနေတက်လာခဲ့ပါတယ်နာကရော့မွန်ထိုင်းကူလတမ်တို့နိုင်ပြီးတော့စားကြရလာခဲ့ပါတယ်ပွဲတိုင်းနီးစပိုင်းတိုးတက်လာသူတွေ့အားနဲ့ချက်တွေပြင်ဆင်လာနိုင်တာဖြစ်ပါတယ်နဘေးကပွဲမှောက်နောက်ပွဲမှာထပ်ပြီးတော့မလုပ်ပါဘူးဘယ်ကစားမဘလို့နိုင်ရမလဲဆိုတာလည်းသိပါတယ်စားကြရပြီးတဲ့နောက်ဖိလစ်ပီလိုပုံနဲ့ဆိုလင်းတို့ကိုအမှတ်နဲ့နိုင်ပါတယ်ဆိုလင်းကိုဆိုရင်အနောက်ကတ်မခံလို့ဆိုင်တို့ပြန်ထိုးလည်းမလုပ်ပါဘူးခံမသိရင်သူပြန်ကျသွားနိုင်တာသိပါတယ်ဝမ်ချန်ပီယံရှစ်ကလည်းသူ့ကိုဇက်တိုက်ခွင်းပေးတာပါဒိုနဲ့နဘေးကစူပါလက်ဒန်ကြောင့်နှုတ်ထွက်သွားချိန်နီကိုကာရီလိုနဲ့ဘန်နဝိတ်မွေးထိုင်းချန်ပီယံကပတ်လူခွင့်ရခဲ့ပါတယ်အများနဲ့ကိုအစင်းနေဖြစ်နေအောင်လေ့ကျင့်ထားတဲ့အတွက်ဒီခွင်းကိုသူမိရအသုံးချနိုင်ပါတယ်နီကိုကာရီလိုကိုပထမချီပါနေ3ချိန် knock down ကြောင်းထိုးပြီးတော့အနိုင်ပြသွားပါတယ်နဘေးစူပါလက်ကိုရင်ဆိုင်ခဲ့ရချိန်က2023နှစ်ကဖြစ်ပြီးကြားထဲမှာအချိန်ကနှစ်နဲ့ချီကြာသွားပါပြီနဘေးလည်းစူပါလက်ကိုကစားပြီးနောက်ပိုင်းမတူနဲ့ဖိုက်တာ6ကိုနိုင်စားပြီးတော့နိုင်ရရှိသွားပါပြီနဘေးကသူပြောသူမျိုးအရင်နဘေးမဟုတ်တော့တာတေးကြပါတယ်ပညာလည်းပိုကောင်းလာသူခြေထွက်လက်ထွက်လည်းပိုရှိလာပါတယ်ဒါပေမဲ့တခုရှိတာကနဘေးရင်ဆိုင်ခဲ့တဲ့ပြိုင်ဘက်6ဦးဆုံးသူ့ကိုထိအောင်မထိုးနိုင်ခဲ့ကြပါဘူးနဘေးအနေနဲ့ပညာတိုးတက်လာမဲ့မာကွန်တိုးတက်လာတွေးထင်စရာပါတေချာတော့စူပါလက်ကနဘေးကိုထိအောင်ထိုးနိုင်တဲ့ဖိုက်တာဖြစ်ပါတယ်နဘေးပဲသူစကားတိုင်းပြောင်းလုပ်ပြနိုင်မလားစူပါလက်ကပဲထပ်မံနိုင်သွားမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်